စင်းရဲတဲ့ရွာလေးကနေကဘာကျော် action မင်းသားကာယဗလာချန်ပီယံနဲ့အုပ်ချုပ်ရေးမှုအထိဖြစ်လာခဲ့တဲ့သူ1948ခုနှစ်ဇူလိုင်လ30ရက်နေ့မှာဩစတြီးယားနိုင်ငံကရွာငယ်လေးတစ်ရွာမှာမွေးဖွားခဲ့ပါတယ်။သူကြီးပြင်းခဲ့တဲ့အိမ်ဟာအလွန်ဆင်းရဲပြီးရေပိုက်လိုင်းရေခဲတစ်တာဖုံးတော်မရှိခဲ့ပါဘူး။ဖခင်ကစီကံအရန်ကြီးတဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီးအာနိုးအမှားလုံးမရင်ပြင်းပြင်းထန်ထန်အပြစ်ပေးတတ်ပါတယ်။ဒါပေမဲ့ဒီလိုခက်ခဲတဲ့ဘဝလာနေသူ့ရဲ့အိမ်မက်ကိုမတားနိုင်ခဲ့ပါဘူး။အသက်14နှစ်မှာကာယဗလာလီကျင်ခန်းကိုစတင်လုပ်ခဲ့ပြီးတနည်းမှာအမေရိကန်ကိုတွားကကဘာကျော်ရုပ်ရှင်မင်းသားဖြစ်မယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်အသက်18နှစ်အရွယ်မှာတော့စစ်မှုထမ်းနေစဉ်ဂျူနီယာမစ္စတာယူရိုပြိုင်ပွဲကိုတွားရှင်ပြိုင်ဖို့စစ်တပ်ကနေခွင့်မတောင်းပဲထွက်သွားခဲ့ပါတယ်ပြိုင်ပွဲဒီမှာအနိုင်ရခဲ့ပြီးမြဲပြန်ရောက်တော့အဖြစ်ပေးခံရပြီးတယောက်တည်းအချင်းချခံခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုကိုတည်သွားတဲ့နောက်စစ်တပ်ကတော့သူ့ကိုဆက်လက်လေ့ကျင့်နိုင်အောင်ကူညီပေးလာခဲ့ပါတယ်နောက်ပိုင်းမှာတော့အသက်20အရွယ်နဲ့ Mr. Universe ကိုရရှိခဲ့ပြီး Mr. Universe 9 ကြိမ်နဲ့ Mr. Olympia 9 ကြိမ်စုခုနိုင်ခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုကနေ Hollywood ကိုရောက်ရှိခဲ့ပြီး Conan the Barbarian နဲ့နာမည်ကြီးလာခဲ့ပါတယ်။ထို့နောက် The Terminator ရုပ်ရှင်တွေက I'll be back ဆိုတဲ့စကားတစ်ခုဟာကမ္ဘာတဝန်းလူသိများတဲ့ရုပ်ရှင်စကားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါတည်းမကသေးပါဘူးနောက်ပိုင်းမှာကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုအဖြစ်တောင်တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကိုရေးကိုတာဘဝကတော့အမြဲတမ်းအဆင်ပြေခဲ့တာတော့မဟုတ်ပါဘူး1986ခုနှစ်မှာမာရီယာရှရိုင်ဗာနဲ့လက်ထပ်ခဲ့ပြီးသားသမီး4ယောက်ထွန်းကားခဲ့ပါတယ်နောက်ပိုင်းမှာတော့အိမ်အကူအမျိုးသမီးနဲ့ကလေးတစ်ယောက်ရှိနေကြောင်းပေါ်ပေါက်လာခဲ့ပြီးအဲ့ဒီဖြစ်ရကြောင်းသူတို့ရဲ့အိမ်ထောင်ကြီးပြိုကွဲသွားခဲ့ပါတယ်အာနိုးကလည်းဒီဖြစ်ရဟာသူ့ဘဝရဲ့အကြီးမားဆုံးအမှားတွေထဲကတစ်ခုဖြစ်ကြောင်းလူသိရှင်ကြားဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အာနိုးရဲ့ဘဝကတတ်သိပြတာတစ်ခုရှိပါတယ်။ဘလောက်ပဲအခက်အခဲတွေအမှားတွေကြုံခဲ့ရပါစေ။မလျှော့ပဲဆက်ကြိုးစားရင်အောင်မြင်မှုကိုရနိုင်နေဆိုတာပါပဲ။စီးရဲတဲ့ရွာကြီးတစ်ရွာကကောင်းလေးတစ်ယောက်ဟာကဘာကျော်ကာယဖလားချန်ပီယံ Hollywood action မင်းသားနဲ့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုအထီတောင်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့အာနိုးရှွာဇန်နက်ကာဟာရုပ်ရှင်အင်ချန်မြေရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးလုပ်ငန်းတွေကနေ American dollar 1 billion ကျော်ထိပိုင်ဆိုင်တဲ့ကမ္ဘာကျော်စီးပွားရေးအောင်မြင်သူတူဖြစ်လာခဲ့ပါတယ်။အာနိုးရှွာဇန်နက်ကာရဲ့ဘဝကတင့်ကိုပြောပြနေတာတစ်ခုကတော့တင့်ရဲ့လက်ရှိအခြေအနေကတင့်အနာဂတ်ကိုမဆုံးဖြတ်ပြပါဘူး။အိမ်မက်ကိုမစွန့်လွတ်ပဲဆက်ကြိုးစားနေတဲ့၍အောင်မြင်မှုကတနေ့နေ့မှတင့်စီရောက်လာနိုင်ပါတယ်။ဒီလိုမျိုးအောင်မြင်သူတွေရဲ့ဘဝဇာတ်ကြောင်းတွေကိုဆက်လက်ကြည့်ရှုချင်ရင် like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်